please remember me to call her မသုံးရပါဘူး please remind me to call her အဲ့ဒါမှအမှန်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ remember ရဲ့ remind ရဲ့ဒီနှစ်ခုရဲ့ကွာခြားချက်တွေကိုအတူတကွလေ့လာကြရအောင်သင်လိုပဲအများသူငါလေ့လာလို့ရအောင်ဒီ video လေးကို like comment share လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော် remember ကတော့မှတ်မိတယ်မမေ့ဘူးကိုယ်စိတ်ထဲမှာတစ်ခုခုကိုမှတ်မိနေတယ်ဆိုတာကိုပြောချင်တယ်ဆိုလို့ရှိရင် remember နဲ့သုံးမယ်နော်ဥပမာအနေနဲ့ပြောရအောင် I remember you do you remember my name remember to call me သူရဲ့ pattern ပုံစံမျိုးကတော့ remember someone or something remember to plus verb အဲ့ပုံစံမျိုးနဲ့သုံးရတာဖြစ်ပါတယ်နော် remind ကြတော့သတိပေးတယ်နော်သူ့ကိုသတိရအောင်လုပ်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဥပမာ please remind me to call her she reminded me about the meeting သူရဲ့ pattern ပုံစံမျိုးဆိုလို့ရှိရင်remind ရနောက်မှာ someone ဒါမှမဟုတ် something တခုခုလိုက်တယ်နောက်တစ်ခုကကြတော့ remind someone about something သူတို့နှစ်ခုရဲ့အရေးကြီးတဲ့ကွာခြားချက်ကြတော့ remember to call me remind me to call him ပထမတစ်ခုကကြတော့ remember to call me ကြတော့ငါ့ကိုခေါ်ဖို့သတိရပါဒုတိယကြတော့သူ့ကိုခေါ်ဖို့ငါ့ကိုအတိပေးပါသတိရစေပါလို့ပြောတာပေါ့နော် remind နဲ့ပတ်သက်ပြီးတော့မှအရန်ကိုအသုံးများတဲ့အသုံးတစ်ခုလည်းရှိသေးတယ် remind someone of something တယောက်ယောက်ကိုတစ်ခုခုပြန်ပြီးတော့အမှတ်ရစေတဲ့ပုံစံမျိုးကိုပြောတာဥပမာ you remind me of my brother This songs remind me of my childhood. Remind someone of something. ဒီ command mistake တွေကိုတော့မသုံးနဲ့တော့ဘောနော် Please remember me to call her မသုံးတော့နဲ့ Please remind me to call her လို့သုံးပါ This song remembers me of my childhood လို့မသုံးပါနဲ့ This songs reminds me of my childhood လို့သုံးပါဒီလောက်ဆိုလို့ရှိရင်remember ရဲ့ remind ရဲ့သူတို့နှစ်ခုရဲ့အသုံးကိုရှင်းရှင်းလင်းလင်းသိလောက်ပြီးထင်ပါတယ်เนาะ See you on the next video have a happy life